ပြန်ဖြတ်မှာပဲနော်ဟုတ်โอเคဟုတ်ရရဖတ်လို့ရတယ်ဆရာရုံမပါဘူးနော်ဒီကောင်းမယ်ရတယ်ကျွန်တော်ရုပ်ကမလို့တော့ရပြောလို့သင်တန်းသားတွေအတွက်မရှိမဖြစ်တဲ့မီတာ digital မီတာကိုလည်းမရှိမဖြစ်လိုအပ်ပါတယ် digital မီတာက digital မီတာနဲ့ကလပ်မီတာဆိုမီတာ2မျိုးရှိတယ်အသုံးများဆုံးကတော့ digital မီတာကိုပဲအသုံးများပါတယ်သင်တန်းသားမှမဟုတ်ဘယ်လိုပဲဖြစ်ဖြစ်အိမ်နဲ့တည့်စစ်လောကထဲဝင်မယ်ဆိုရင်မီတာမရှိမဖြစ်လိုအပ်ပါတယ်ပြီးမီတာဒီအတန်မီစကေးလည်းရှိတယ်တိုင်းတာချက်တွေအများကြီးရပါတယ်နောက်ဆုံးခဲကောက်ရှိကိုရှိရပါမယ်ဟုတ်လားရတယ်ဆရာခဲကောက်ရှိရမယ်ခဲကောက်ဒီလည်းသမင်းဦးပဲပြင်ပေါင်းဦးပဲပြင်ခဲတွဲရမယ်အတွက်ခဲကောက်ရှိရမယ်ခဲရှိရမယ်မီတာရှိရမယ်ဒါဝက်ဦးလည်းတော့အလုံးတီးပြီးသားဖြစ်ပါတယ်မရှိမဖြစ်လိုရတယ်နောက်ပြီးကျွန်တော်စီမှာကျွန်တော်လောက်ထားတဲ့ဒီကောင်တွေက220ကနေပြီးတော့ကျွန်တော်130ပြန်ပွားထားတဲ့မီးလေးတွေဖြစ်တယ်ဒီမီးလေးတွေဒီကကျွန်တော်တို့တချို့သောအရာတွေဒီ digital meter နဲ့အသုံးမပြုဘဲနဲ့အလွယ်တကူဒီလိုမျိုးမီးလေးတွေနဲ့အသုံးပြုလို့နိုင်ပါတယ်ဒီမီးတွေဒီအနေဖြစ်အောင်လူပေးစေနိုင်တဲ့အထိမီးမလျှော့မလိုက်ဘူးပန်ကာတစ်လုံးလုံးကိုလည်းဒီကောင်နဲ့မိနစ်အနည်းငယ်ဖွင့်လို့ရတယ် digital meter ဒီအတန်မီစကေးဒီကျွန်တော်တို့မီတာစမ်းတဲ့အခါမှာမထိမိတာလည်းရှိတယ်လှမ်းဝေးသွားတဲ့အချိန်မှာမထိမိဘူးကျွန်တော်တို့ပန်ကာတွေနဲ့ပတ်သက်ပြီးလျှက်စစ်ပန်ကာတွေကိုပြင်မယ်ဆိုရင်ကျွန်တော်တို့ coil ပတ်မဲ့မော်တာလေးတွေလိုအပ်တယ် coil ပတ်တဲ့မော်တာအကြီးစားကြီးတွေလည်းလိုအပ်မယ်မှာဖြစ်ပါတယ်ရပါလား โอเคရတယ်ဆရာခဏစမ်းကြည့်လိုက်ရတယ်ကျွန်တော်ဆရာအများကြီးပြောနေမိုက်ပြောဆက်လို့ရပါလားလောက်လို့ဆက်ပြီးတော့ရဒါပဲလုတ်ပါအောင်ဗျာဟမ်ကျွန်တော်ဘာပြကြမလို့လဲဆရာကျွန်တော်ဘာမှမရှိဘူးကျွန်တော်အစီအစဉ်မရှိဘူးအစီအစဉ်ရှိရင်ဒီမှာကျွန်တော်စီထားလို့ရတယ်ဟုတ်ပြီဘယ်လောက်ဆရာဒီကောင်ဈေးနှုန်းလေးတွေဆရာဝယ်မဲ့သူတွေပေါ့သူကဝယ်ကျင်တဲ့သူတွေကြတော့ထိုင်းမှာဝယ်ဘယ်မှာဝယ်လို့ရလဲဆရာလည်းပြောလိုက်ပါရရကျွန်တော်ရိုက်တာနော်ဆရာဒီကောင်လေးဆိုရင်ကျွန်တော်ဘယ်မှာဝယ်လို့ရတယ်ဒီကောင်လေးက last star မှာလို့ရှိရပြောလေးဆရာကိုင်ပြောမှာလားကိုင်ပြောမှာလားဒီရောက်ကိုချပြောမှာလားဈေးနှုန်းကဆရာကြီးမှန်တာရေရှိကျွန်တော်လည်းဝယ်ရတာမှန်ပြီပြန်မြဘယ်လောက်တော့ရှိနိုင်တယ်တဲ့ဆရာဒါတခုချင်းစီပြလိုက်ပေါ့ဆရာလည်းပြောလိုက်ဆရာသူတို့လည်းသိချင်ပါပဲလေဝယ်မဲ့ကြည့်အဲဆိုဒီလိုဆရာ coin ပတ်တဲ့ဟာဒီလိုမျိုး coin ပတ်တဲ့ဟာတွေဆိုရင်နားလို့ဆရာနားချဒီလိုမျိုး coin ပတ်တဲ့ဟာတွေဆိုရင်ဒီလိုမျိုးဒီကောင်ပေါ်မှာကြည့်ပြီးတော့ဈေးနှုန်းအနည်းငယ်ကွာခြားမှုရှိတယ်တချို့ဟာတွေဒီ900ရှိတယ်1000ရှိတယ်ဈေးနှုန်းအလိုက် last star တွေမှာလည်းအခုချိန်မှာလို့ရတယ်ဈေးနှုန်းပေါ်တဲ့ဟာတွေဒီလိုမျိုးနံပါတ်လေးတွေတက်တဲ့ခါကျတော့ကြာမခံဘူးကျွန်တော်တို့ကကြေးကျိုးပန်ငါတစ်ခုကြေးကျိုးပတ်မယ်ဆိုရင်အပတ်ကြီးကထောင်ချီပြီးပတ်တဲ့အတွက်ဒီကောင်လေးတွေကကြာပတ်လာတဲ့ခါကျသူဘိန်းနှုံးလေးတွေခြောက်တယ်ဈေးနဲ့ကွာခြားမှုအနည်းငယ်ကိုကြည့်ပြီးတော့မဝယ်ကြနဲ့ဈေးနည်းနည်းလေးများတာဆိုပြီးတော့ပို့ပြီးတော့ခိုင်ခန့်မှုရှိပါတယ်โอเคဆရာဒီကောင်ခဲကောက်ကတော့ဒီကောင်ကကျွန်တော်တို့ထိုင်းနိုင်ငံမှာဆိုရင် last star ပဲမှာကျွန်တော်တို့ခေါင်ထုံဝယ်ဒီကောင်ကအနည်းဆုံး300လောက်တော့ရှိပါတယ်ဒီခဲတိုးတဲ့ဟာဒီဈေးကအများတယ်ဒီကောင်လေးတွေမှာလည်း20ရန်ဆိုင်မှာဆိုရင်လည်းရှိကြတယ်20ရန်ဆိုင်မှာဝယ်တဲ့ဟာဒီသူတို့ကဒီထင်းရှူးစီသုံးရတယ်ဗမာလိုပြောရင်အဝိုင်းလေးတွေနဲ့အဲ့ဒီထင်းရှူးစီတို့မှသာလေခဲဆက်တယ်ပေါ့အခုဒီလိုမျိုးခက်ကောင်းလေးဝယ်ထားမယ်ဆိုရင်ထင်းရှူးစီမလိုဘူးသူအရေးပျော်မြန်တယ်ကတ်လဲကတ်တယ်ခဲသုံးတဲ့အခါခဲရပါလားဗျရတယ်ကြောင်းလေးပဲဒီနေ့မှရှင်းပြရတယ်ဆိုရှင်းပြဆရာဟိုပေါ်လိုက်လို့ကျွန်တော်တောင်းချောက်လိုက်လို့ဩဆရာဒီရောက်ဆိုချပါတယ်ဒီရောက်ပဲချဟုတ်ပြီဟုတ်လို့ဒီလိုလေးပဲဆရာနောက်ဆိုဒါလေးဝယ်ထားတယ်ဒီလိုပဲဒီကောင်းဆိုရင်တော့ဘယ်မှာဝယ်ရဒီလိုပဲဆရာချင်းโอเคဆက်ရှင်းပြလိုက်ပါနည်းနည်းပါဆရာအတွေ့အကြုံလေးရှင်းပြလိုက်လေးဆရာโอเคအတွေ့အကြုံလေးပြောလိုက်ဆက်ပြီးလားမဆက်နဲ့ဆရာမဆက်နဲ့လောလောဆယ်စကားအနေနဲ့ပဲရှင်းပြပြီးမှလက်တွေ့လုပ်လောလောဆယ်လက်တွေ့မလုပ်သေးဘူးလက်တွေ့မလုပ်သေးဘူးဒါပေမဲ့ဆရာပစ္စည်းလေးတွေဒါပေမဲ့ဆရာပြမယ့်ဟာလေးတော့ဆရာလောလောဆယ်ဒီရောက်လေးပဲချတာကျွန်တော်တယောက်ပဲရိုက်ထားအောင်
ဒီစီကအများကြီးတော့ဆရာဟုတ်ပါနော်ဒီကောင်ကတော့ဒါဆရာကသူပြန်ပြီးတော့ပြန်လှုပ်ထားတဲ့ဟာပေါ့နော်ဒီကောင်ကမော်တာအကြီးတွေပတ်ဖို့အတွက်အကြီးတွေဆိုတာကျွန်တော်လျှက်စစ်လေးပန်ကားနဲ့ပြောမယ်ဆိုရင်18လက်16လက်မကနေအစား24လက်မအကျော်ထိဒီကောင်ကပတ်လို့နိုင်တယ် point ပတ်ရည်ဒီကောင်ကတော့ကိုပဲလှုပ်ထားတဲ့ဟာဖြစ်တယ်လာစတားမှာဝယ်လို့မရဘူးဒီဟာမျိုးဟာဒီကောင်ကလည်းကျွန်တော်ဒါကတော့အချုပ်ဆက်တွေပါအချုပ်ဆက်တွေမှာဒီကောင်သုံးတယ်ဒါပေမဲ့ဆရာကတော့သူအတွဲလိုက်ဆရာဝယ်ထားလိုက်တယ်ပေါ့နော်ဒီကောင်လေးကတော့ဝယ်ယူတာပါဒါကတော့ကိုလှုပ်ယူတဲ့ဟာဖြစ်တယ်တော့ချီနင်းနဲ့သွားတယ်မော်တာကိုလက်နဲ့လှည့်နေတာဒီလိုမျိုးလှည့်နေတာမလိုဘူးချီနင်းဘရိတ်နဲ့သူလဲသွားမယ်ဒီကောင်ကဆက်နဲ့ပတ်တဲ့ဟာပေါ့နော်ဒီကောင်ကလေးကလက်နဲ့လှည့်ဒါလေးကလက်နဲ့လှည့်တဲ့ဟာကျွန်တော်တို့ပန်ကာမှာပတ်မယ်ဆိုရင်ဟိုတစ်ချက်ဟိုအဲ့ဒါဟိုရစ်အဟွာအချွန်ကြီးနဲ့အဖြူအောင်ကြီးနောက်တော့ခုရှိတယ်ဟိုအတုံးလေးလိုက်ရလားဟုတ်မကြရနောက်တော့ကျွန်တော်ဒီကိုကျွန်တော်တော့ကျွန်တော်တို့ပန်ကာမော်တာတွေပဲပတ်တော့မယ်ခါဆိုရင်ဒီကောင်တွေလည်းဒါကြီးကျိုးပတ်တဲ့ဟာပဲကြီးကျိုးရဲ့ဒုတွေပေါ်မှာမူတည်ပြီးကျွန်တော်တို့ပတ်တဲ့ဟာဖြစ်ပါတယ်ဒီဟာမျိုးတွေလည်းလာစတားမှာဝယ်လို့ရတယ်ဝယ်လို့မရတာဒီကောင်ဟာဝယ်လို့မရပါဘူးဒါလေးတွေကဆရာတွေ့ကြုံညာဆရာလှုပ်ချင်းဖြစ်ပါတယ်ဒီကောင်လေးတွေဆရာဒီလိုလုပ်ရရင်အကြောင်းရင်းဟာဒီကောင်လေးတွေဒီကျိုးချီရတာလည်းလွယ်တယ်ဖြုတ်ရတက်ရတာလည်းလွယ်တယ်ကြေကျိုးမညက်ဘူးကျွန်တော်တို့ကပန်ကာအရွယ်အစားလိုက်ကျွန်တော်ဒါတွေကိုကျွန်တော်လုပ်ထားတာဖြစ်ပါတယ်ဒါလျှက်စစ်ပန်ကာနဲ့ပတ်သက်လိုက်အရွယ်အစားလိုက်ကျွန်တော်ဒါကိုမိမိအားသူလုပ်ထားတဲ့ဟာတွေဖြစ်ပါတယ်ဒါမျိုးလေးတွေကိုလည်းဒါတွေကလာစတားမှာဝယ်လို့မရပါဘူးဒါမျိုးလေးတွေကဆရာကဒီလိုမျိုးမော်တာကိုဒီလိုမျိုးညှက်ပြီးတော့ပတ်လေးရှိပါတယ်ဖြုတ်ရတာလည်းလွယ်ပါတယ်ဒါမျိုးလေးတွေကိုလည်းကိုမလုံနိုင်ဘူးဆိုရင်ဆရာစီမှာမှာယူလို့ရပါတယ်ဒီတော့အမျိုးပုံစံမျိုးလေးတွေဒီကောင်ဒီလည်းအရင်အရေးကြီးပါတယ်ကြေးကြိုးတိုင်းတဲ့အခါမှာမရှိမဖြစ်ပါဒီကောင်ဒီကြေးကြိုးရဲ့တိုင်းတော့ပါတယ်တချို့တွေမှာဆိုရင်အဝိုင်းတရံရှိပါတယ်အဝိုင်းတရံဒီကြေးကြိုးကိုလိုက်ချင်ရတယ်ဒီကောင်ဒီလိုမျိုးလေးဟနေတာလေးကနေပြီးတော့ဒီလိုမျိုးစီလိုက်လို့ပြီးတော့ဒီမှာအကွာဝေးဘလောက်ဆိုတာကိုကီမင်းဟိုစင်တီမီတာဘလောက်ဆိုတာကိုတစ်ခါတည်းပြတယ်ဒီကောင်မျိုးလေးတွေကမော်တာပတ်တော့မဲ့လူဆိုရင်မရှိလိုအပ်ဖို့လိုအပ်ပါတယ်ရပြီလောက်တော့ပြီโอเคအဲ့ဆိုရင်ဒါကတော့ဒီနေ့ကတော့ဒါလိုအပ်တာလေးပြပြပေးတာပေါ့နော်ဟမ်ဒါဒီနေ့သင်ခန်းစာကတော့လိုအပ်တာလေးတွေဝယ်ဖို့ပြပြပေးတာပါဒါလို့စမဲ့သူတွေပေါ့နော်ဝယ်ကျင်တဲ့သူတွေရှိရင်စဝယ်ထားလို့ရပြီပေါ့နော်ဒါလေးပဲနောက်တဲ့သင်ခန်းစာမှာပြန်တွေ့မယ်ပေါ့ဒီနေ့ကတော့ဆရာကဒီလောက်ပါပဲဒီဟာမျိုးလေးတွေကသင်တန်းသားတယောက်အနေနဲ့မရှိမဖြစ်လိုအပ်ပါတယ်ကြိုတင်ပြင်ဆင်မှုရကြအတွက်ဆရာကပထမဦးစွာအနေနဲ့ပြောပြခြင်းဖြစ်ပါတယ်သင်ကြောင်းပုံစံကတော့နောက်ဗီဒီယိုမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်ဒါလေး